ဟုတ်တယ်မလားအေးငါပတ်စံပို့လိုက်တယ်ရောက်လာရောက်ပြီးတော့ရောက်အစင်ပြပါရဲ့အုံနိုင်လို့အိမ်မှာပဲအားရင်တယ်ဟိုစားတာတော့အပြင်မှာပဲဟိုဝယ်စားကြည့်တာပါဟောတော့စားတဲ့ခါမစားတဲ့ခါရှိတဲ့ခါကျတော့မစားဘဲနဲ့မစားတဲ့ရက်ဒီတိုင်းအဲ့လိုပတ်စံပေးနေရမှာဆိုတော့အဲ့နဲ့ဒီမှာပဲဝယ်စားကြည့်လင်းငါတို့ပြီးပါစင်ပြေတဲ့ဒီမှာလှုပ်ရတာအဲ့ဒီလိုရင်တော့လမ်းပြောလိုက်ပေါ့အခုလည်းပို့လိုက်တာပဲဟုတ်ကဲ့ဟိုချူကြတာတော့သုံးဖို့ဝင်ပါလေသိတယ်မင်းမချွေတာပြီးသုံးတာသိတယ်ဒါပေမဲ့ဟိုမှာပေါ့အခုမျက်နှာမကောင်းအောင်ပေါ့ဒီမှာရှားယူရတာလေမလွယ်ဘူးအခက်သေးဒီဘိုင်အဲ့ဒါပဲတော့တောက်ထက်တာတောက်အဲ့ဒီပြော人家在人家在အဲ့ဒါပဲနော်ညနေတော့ဘာကြောင့်你也在那里面这副一模的不我来没ဟုတ်ကဲ့ကဲခမင်းရဝယ်မလားမစားလို့အဲ့ဒါမဝယ်လာတော့တာမစားတော့ဘိုက်တင်းနေဘာလို့ရင်ပြည့်နေသလိုဖြစ်နေလို့မနေ့ကလည်းအလုပ်ထဲမှာခမင်းမစားဘူးနော်အဲ့လေဟိုစားမစားတာယူရင်ပြည့်ဘာစားမစားကောင်းမြတ်ပါလားသမင်းတိုင်းလေသူစားနေတဝက်ကြံနေမင်းအကုန်စားပါငါမြင်နေဩ तू မကုံလို့ကွာဂျိုင်ထဲမှာဒီတိုင်းထည့်ကွာအိမ်ပြန်မဟုတ်လဲတိုးမဲ့တူတူဆိုပြီးတော့ငါနှမျိုးလို့စားလိုက်တာပါနှမျိုးလို့လေမိမပြဘာကြည့်မဟုတ်ပါဘူးသမင်းစားနေတာတော့အားရကြကြီးလို့စားစီတယ်အဲ့ဒါကြည့်တယ်ဟောဘာညာမဟုတ်ပါမင်းကလည်းသမင်းစားချိန်မှာသမင်းစားမအောင်စားရတယ်လည်းအဲ့လိုကောင်းတာမဟုတ်နေပဲ不是哪不ဘောနေကြည့်နေတော်တော်စားရနေနေစားရပါကိုသက်လက်ရဲ့ဘိုက်စားနေတာသမင်းစားမယ်တင်ရောက်နေပြီလေအေးပါငါဘာဖြစ်နေမှမသိဘူးရင်ပြည့်နေတာအဲ့လိုဖြစ်နေတာရင်ပြည့်နေတာအေးမနေ့ကလည်းအဲ့လိုပဲရင်ပြည့်နေတာဟိုကောင်းမြတ်ကြီးတမီးလေးတစ်ဝက်စားလိုက်တာအဲ့ဒါပိုဆိုးရလားမသိဘူးရင်ခံပြီးတော့စားကျင်စိတ်ဘူးမရှိတာရင်ပြည့်နေရောလဲကိုကတော့ကိုသက်လက်အေးပါအဲ့လိုပဲဟိုမစားတဲ့ပတ်စံလေးစုတာတော့ကိုယ့်ရဲ့အဆင်ပြေတာပေါ့အေးပေါ့ယောမြတ်စားပြီးပြီလေဟုတ်လားမစားမအောင်စားပြီတော့ပြရမင်းမနဲ့စားလို့လည်းမကောင်းပိုရဲကလည်းခွေးကြရတယ်ကိုရဲခွေးမကြွတော့နဲ့နှမျိုးကြငါစားလိုက်မယ်ဟဲ့စားကြည့်လေမင်းအနောက်မှာအစ်စ်တော့ခူးစားပါကွာအဲ့လောက်လည်းငါတို့မတွန့်တူပါဘူးမဟုတ်ပါဘူးခွေးကြွရမှာဟိုဆိုတော့အလားအဖြစ်တော့အဲ့တော့ငါစားလိုက်မယ်လို့ပြောတာငါစားလိုက်မယ်နော်စားကြည့်လဲစားအဲ့ဒါလည်းတော့စီးလိုက်ပါနင်းလည်းငါပြောမှာကက်စီနဲအဲ့လောက်မနေနဲ့အေးပါကက်စီနဲတဲ့နေရာမှာအညာသားလို့မပြောအညာသားမပြောနဲ့ကိုကုန်းနိုင်ဖြစ်နေရရအညာနေဒီလိုရောက်တယ်ကြားပါမယ်နော်သမင်းဘိုးလေးမနဲ့ထောင်ရညထောင်ရပေးပြီးစားပါဆိုကက်စီနဲပြီးတော့မစားဘူးဟမ်ရောသူ့မိမကြတော့ပို့လိုက်တာဆိုတာမနေဘူးဒီမှာနေအဲ့ကောင်သွားပြိုးမနေနဲ့နင့်ငါပြောပြမယ်ကျောင်းမှာငါနဲ့အတူတူငယ်ငယ်လေးတည်းတက်လာခဲ့တာနော်ကျောင်းသားချင်းတူတာတော့မှလေအဲ့ကောင်မောက်ကတ်စားတဲ့ကောင်သူ့ပစံကြပြလဲငယ်ငယ်လေးတည်းအရချစ်တာအခုအဲ့ချင်းကအခုကြီးတဲ့ဒီမပြောက်အမလေးဘယ်လိုပဲဖြစ်ပါတော့လာပါအေးပါကွာငါလည်းနေမိပါဦးကျွန်တော်တော့ဘိုက်စားလားဆိုမစားဘူးရင်ပြည့်နေတာမင်းလက်ကြံလေးမို့လို့ဟုတ်ငါသမင်းတော်ကြီးတော်ကြီးခွင့်ပြရမယ်ငါစားတယ်မိမရဲ့ထားလိုက်ပါတော့မထူးပါဘူးနော်အဲ့လိုလည်းကက်စီမနဲ့နဲ့တလားကက်စီနဲ့ကမဟုတ်ပါဘူးငါဘိုင်းမစားလို့ရင်ပြည့်နေလို့အဲ့ကြောင့်ငါပြောပြမယ်မင်းကမိမကြတော့ပတ်စံအရာဖို့ကိုကြတော့ကိုတဝမ်းတစ်ခါလေးတော့မတထားဘူးငငယ်လေးအချင်းမပြောက်ဘူးမင်းကကထားပါတယ်ငါမစားလို့ပါမင်းအေးပါကိုစားပြီးသားဆိုတော့အားနာရစား
လူရင်ပြောနောက်မှထမင်းနေရှိပြီ ဟာနှမျိုးအောက်ကြပါ ထမင်းတို့တစ်ထုံမှဘယ်လောက်မှလည်းမရှိဘူးနင် ရင်းပြည့်နေလို့ ရင်ပြင်းနေရေလေးပါနည်းနည်းညှော့ချတယ်ရေလေးနဲ့ ညာ ဟဲ့စားများစားဖြည်းဖြည်းစားပါကွာ အမေမစားဘူးဘယ်နဲ့ကကောင်းမြတ်သမီးတို့ကစားပြီးရင်းပြည့်နေတော့မစားကြအခုနှမျိုးလို့စားတာ အော်နှမျောလို့ ညာသားဆိုတည့်ရတိုင်းမိမကက်စီနေတာကစင်းနာမဟုတ်ရင်းပြည့်နေတာ ရင်ပြင်းနေတာမစားလို့ ဟဲ့အဲ့ငါဟိုဘောတင်ထားတဲ့ဆက်လိုက်မှ အေးဟုတ်တယ် ။အော်မင်းရလေကွာ။ကိုဆက်လိုက်ကိုတောက်လေကွာ။ဒါငါထမင်းစားပြီးတောက်ဘူးကွာ ဟိုကအဲ့ပေါ်တင်တာကအလကားပြည့်နေမှာလို့တောက်လိုက်တာ ။ဟဲ့ဆက်လိုက်ကအလကားဖြစ်တယ်ဆိုတာရှိလားကွာ။မင်းရလေငါကရင်းချင်လို့စောင်းလာတာလေကွာ ဟောအေးပါမုံငါလည်းပိုးနေတဲ့ထင်လို့တောက်လိုက်တာပါကွာငါတော့ချိုးထားလိုက်ပါလေ ။တောက်ချင်လေတောက်တော့မင်းခုမှလာပြီးတော့ ကုန်းနိုင်ဒီမှာပြေးသွားလိုက်ဦး မင်းမတော့ဒီဘောပါနော် ပါတယ် ။ပြီးတော့ဆက်လိုက်လေးတလေးမှဘလောက်မှမရှိဘူးမင်းရလေ ငါလည်းပိုးတယ်မလို့တောက်လိုက်တာပါကွာမင်းလည်းတဝက်ပြန်ချိုးထားပါမယ်ဆိုတော့လည်းမဟုတ်ပြန် ။တော်တော်ငေါ့ပေါ့မင်းလေပြောတော့ပေါ့ကွာ ပြောတော့အောင်ဆိုလည်းငါပြော ။ဘာလဲ ဒီကသူဘွားသူတို့အိတ်ကိုပြီးတဲ့ဟောက်ဖိတ်လာတာ ။อืม လည်းညနေပိုင်းမှာပြောတော့ကွာဝတ်သားဝယ်နေတာလည်းမရှိတော့ဒီမှာမင်းသူတို့အိတ်ကြီးကမတော်တော့ငါပါသူတို့ရင် ဒီတရားတော့မင်းငါပစိုးရင်းကြီးကတော့ရှိတာပေါ့ကွာ။မင်းရလေကွာကစီနေတာမင်းလုံနေပြီ။လူမဟုတ်တောင်းမှာကိုကွာ။ဒီထသွားထလာလေတော့မင်းဒစုံတလီဝယ်ထားတော့ဘာဖြစ်မှာဆိုလို့ နေ့ကမှသူညနေပိုင်းပြောလိုက်တော့ငါဝယ်ချိန်မရလို့အဲ့ဒါထိုင်စင်းစားနေတာ မင်းရလေကြွားတက်လာတဲ့ကငါကြည့်နေတာမင်းစွတ်ကြဲလေးတစ်ထည့်ရဲ့အင်းကြီးလေးပါလေအနီကွက်ကလေးလားမသိဘူးမင်းဝယ်ထားတာ အဲ့လို ပစိုးပစိုးအဲ့ပစိုးလေးရဲ့နောက်တစ်ထည့်အပြာလားမင်းမအဝတ်စားလေးနှစ်စုံပဲပါလာတယ်ကွာပြိုရောက်တယ်လေမင်းကြားနေဘာဝတ်စားမှလည်းမင်းမဝယ် မဝယ်တာမဟုတ်ဘူးကိုလူကြီးနော် ဘူး ကိုကဝယ်လိုက်လို့အရန်များတဲ့ခါကျရင်ငါလျှော်တဲ့ခါကျရင်ပြင်းတယ်အဲ့နှစ်စုံနဲ့ကြတော့ဒီနေ့ဝတ်တဲ့ခါဒီနေ့လျှော်လိုက်လမ်းထားလိုက်ဟုတ်တယ်လားဟိုဝတ်လိုက်ပြင်ဟို6သွားလိုက်ဒီကောင်ပြန်လျှော်လိုက်ဒါဆိုတော့လေပတ်မှုရှိတယ်အဲ့ကြောင့်မို့တာအခုကလည်းလူကွာမလို့ကွာဟိုအသေးတိုင်ကြီးသူကဖိတ်လိုက်တဲ့အခါကျတော့မရှိလို့အဲ့ကြောင့်ငားတာမင်းကလည်းတကယ်ချင်းမငားချင်တယ်မင်းကလည်းအခုမှပေါင်းတော့ငယ်ပေါင်းရတယ်မငားလည်းဒီငားတာဒါပဲဟုတ်မှာကိုကလည်းပြောရမယ်ဆိုရင်မချောက်သေးလို့ဘူးကရွာနေလို့ တော့ဘာလို့တက်လိုက်ရမင်းကငါတကယ်ချင်းမလို့ပြောပြတာမင်းတခါတလေကျတော့ကစီမနဲ့တင်တော့ရှောက်ကစီနေတယ်လို့မင်းပြောနေတာ အတီးလေးတာမဟုတ်ဘူးလို့အော်မင်းကလည်းပြောလိမ့်သေးလိမ့်ပဲ ရောက်ပါပြီငါငားလိုက်ပါမယ် ဟောရောက် အေး ဒီပါလေးပါခဏအောင် ဟေ့ဖနက်ကတော့ကွာမင်းဖနဲ့မင်းစီးွားပါကွာ ငါပထမကျမ်းမာရေးဖက်နဲ့ကော့ပနဲ့ကြီးဖြစ်နေလို့ဟောကဟိုကအလူသွားမှဆိုတော့ဒီပါလေးနဲ့မှလည်းတိတ်တယ်အဲ့ဒါကိုပြောတာ ဟောကရီပါတရားမဟဲ့3-4တောင်ပဲရှိတယ်မင်းမင်းဝဲသွား ခဏလေးပဲဟောမိုးရင်းဆိုတော့ကွာဝယ်စီးနိုင်တယ်မစီးသေးချင်လို့မဟုတ်ဘူးမိုးရင်းဆိုတော့စွတ်နေပါပြီနှမျောတာအဲ့ကြောင့်မလို့အခုခဏလေးပဲ မင်းကနှမျိုးတာမဟုတ်ဘူးမင်းကငါမိမမရှိလို့ပြောမှာမင်းကတငယ်ချင်းချင်းကြားမှာမင်းเจ้าငါတည်ဆုံးငငယ်လေးတည်းကမင်းနော်เจ้าသားချင်းချင်းတော့မုတ်ကတ်စားတဲ့ကောင်ကစီအဲ့လောက်မနေနဲ့ထုတ်ပေးမယ်ဟဲ့ညငါဝစားတော့မပြဲစေနဲ့နော် ပြန်လာလဲငါပြန်ချုပ်ပြီး တော့အင်းဒါဆိုပါအလူပွဲလား ဟုတ်တယ် အလူပွဲဆိုရင်ရောဒါနဲ့သွားမင်းငါသားသမီးလည်းမဟုတ်မင်းကိုလိုက်ပြီးတော့စောင့်ရှောက်မလို့ပြည့် ဟောအဲ့လိုမဟုတ်ပါဘူး အမင်းငါပြောတော့မှမင်းရလေကွာငါမိမလည်းစိတ်ကျင်နေအောင်လို့တခါတလေကျတော့အင်းကမီးပိုးလေးပါလိမ့်မင်းနဲပါဝိုင်းဆိုင်ပါအောင်လား ဟောညလည်းမြူးဝတ်ရအောင်အေးရမင်းငါ့ရုံမဟုတ်ဘူး ဟုတ်တယ်မိမလည်းပြောနေမင်းလည်းနေတာကြိုင်မင်းထမင်းပိုးလည်းမပေးဘူးမီးပိုးလည်းမပေးဘူး ဘယ်လည်းမစားဘူး ခါတလေမင်းဝင်စားပါတယ်ကွာမ ဟော င်း အဲ့ဒါမင်းတို့တုံပြရမှာမလို့နှမျိုးလို့ဝင်စားပြီးတာပါကွာမဟုတ်လဲတုံပြရမယ်ကိစ္စဒီကြားထဲခွေးကျွေးတာနဲ့ဝက်စားလေးထဲတာနဲ့မင်းကလည်း ထားပါဟုတ်ပါပြီမီးပိုးလေးပါလေးကွာကုံလာကြတာမင်းကလည်း2000ကျဥမာမင်း1000လောက်ဆိုင်စိုက်ပေါ့ဒီလောက်လေးတော့မင်းမကျင်တော့ အဲ့ဒါဆိုမျိုးကပြောမယ် ပြော ငါအိမ်မှာမရှိတဲ့ခါအောင်ပြီးထုံးတာမထုံးတာ မင်းလည်းအိမ်မှာငါတို့ရှိနေပါထုံးတာပေါ့ဟာ အဲ့လေထုံးတာငါရှိလဲထုံးရတာပဲငါမရှိလဲထုံးရတာပဲဟာယူတဲ့ငါစိုက်ဘာထုံးမှာတော့မရဘူးငါကျတက်တက်မရဟိုခေါင်းမဖြတ်သူဖြစ်နေ အော်ငါအိမ်မှာနေပြီးငါမင်းကိုမီးပိုးလေးတောင်းတော့ခေါင်းမဖြတ်တယ်လို့ဖြစ် ဘာလို့ပြောတာလဲငါကဲငါမရှိလဲမလို့ထုံးရတာပဲငါရှိလဲထုံးရတာပဲလေအဲ့ဒါကိုပြောတာအဲ့ဒါငါကက်တီးနေတယ်ပြောတယ်လူအဲ့ငါပြင်မှာပေါ့ငါလည်း
ဘာမှလုပ်တာမဟုတ်ဘူးဖုန်းကားလေးတွင်းနေကွာဟုတ်တယ်လားညဘက်ကျ7နာရီ7နာရီဟို TV လေးထိုင်ကြည့်တယ်ကွာ ဒီဘောလုံးပွဲကြည့်တယ်လေငါတို့အိတ်နေတဲ့ချိန်မီးဘိုးတွေပဲတက်တယ်ကွာမီတာကမင်းကိုကလွယ်တာမဟုတ်ဘူး ဒီပါကွာဟိုစင်ကြီးကလည်းပြီးမှာပေါ့ ဟောဒါတော့စင်ပြေဦးမှာငငယ်တဲ့ကက်စီနေတာအခုကြီးတဲ့တရားပါဖြစ်နေကြတာရဟဲ့မဝဘူးတာဝေးပြီးတော့နော်ပြဲမယ်နော် မပြေးပါဘူးကွာမြင်းသိပြီညမလို့ရှင်းနေခုနက ဟေး နှခမ်းမှုတွေရှည်တယ်လို့ဂျုံလေးပါမရှိဘူးလား အာကျုပ်ကတော့ကွာမင်းရတယ်တစ်ခါသုံးငါကိုယ်တိုင်တော့တစ်ခါပဲသုံးပြီးတော့လွတ်ပလိုက်တာဝယ်လိုက်တစ်ချောင်းမှာ300လားမသိဒါပဲရှိတယ်မဝဲတော့ပါဘူးကွာ ကျုပ်ကလေး300တော့ဝယ်လိုက်ပါကွာ ဟောမပါဘူးမင်းသုံးပြီးသားလက်စားရှိလားရှိရင်ခဏငါဒါလေးရိတ်သွားကွာတစ်ခါလေးရိတ်မှာနောက်ငါလည်းရိတ်ချင်မှရိတ်မှာအဲ့ကြောင့် တစ်ခါပဲ300တယ်ယောဂရတယ်လွတ်ပလိုက်ပြီချူ ရ ဟေး ဒီကကော်ဖက်တို့တရားတို့လာရင်ငါအိမ်နာခဏတက်တယ်အဲ့လိုပြောပြီး ဟုတ်ပါပြီ အိုးမသားသေးချင်းဆိုဂျုံမေးတော့ဂျုံမရှိဘူးဖွဲ့เสียရှာလို့အိမ်နာလည်းလာကွက်တာဒါလည်းကိုရှိလိုက်ရတောင်းနေ ဟေး မင်းကလေကစီးနေစပြီးကြံမမီကစီးနေတယ်နော်ချုပ်ကလေးခဏလောက်ငားပါဆိုတဲ့ဟာကိုချုပ်ကိုအိမ်နာထဲမှာသွားဖွက်ထားတယ်အခုငါတွေးလို့ငါရိတ်လာလိုက်ပြီ ဟမ်ဟေးငါကျုပ်ကငါတစ်ခါသုံးပြီးလွတ်ပြတာလေ အဲ့လေအိမ်နာထဲအိမ်နာထဲမှာဖွက်ထားတာအခုငါတွေးလို့အခုငါရိတ်ခဲ့ပြီလို့ အိမ်ထဲမှာတွေ့တာ အဲ့လေ ဟေးအဲ့ငါကျုပ်မဟုတ်ဘူး ဘလို့อ่ะ အော်ငါမဟုတ်ဘူးဆိုငါမိမပါဘောကွာ ဟောမင်းမောက်ပြောလိုက်စမ်းပါငါတစ်ခါလောက်ရိတ်သွားတယ်လို့နော် အော်အေးဟေး ပြော ဟေး ဟိုမင်းမိမကြီးလေ အဲ့လေငါမိမဘောဟာ ဟိုငါတို့လိုယောက်ျားမမဟုတ်တဲ့ဟာယူတော့နှကမ်းမွေးတွေမုတ်စိတ်တွေမရှိဘူးလေသူကဘယ်ရိတ်တာ အော်ပြောငါမိမဂျိုင်းမွေးရိုက်တာလေကွာ ဟောဂျိုင်းမွေးရိတ်တာ အေး ပြီးတော့ငါတစ်ခါရိတ်သွားတယ်လေ အေးပါဦးနိုင် အေး မင်းဂျိုင်းမွေးရိတ်တာနော် ဂျိုင်းမွေးရိုက်တယ်ဟဲ့ဂျိုင်းမွေး ပြီးတော့ အေး လွဲတော့လွဲနေတယ်လွဲတော့လွဲနေတယ်ဘာလွဲနေမှမသိတာကွာလွဲနေတယ်